အားလုံးပဲမင်္ဂလာညချမ်းလေးပါမြန်မာကိုစန့် channel ကနေပြန်လည်ကြိုဆိုပါရခင်ဗျာကျွန်တော်ဒီနေ့ညတော့စာရေးဆရာဇေယနာရမညာရဲ့အောင်မြတ်တာဇလန်တွေကိုစူးစီးပြီးအောင်မြတ်တာပေါင်းကျော်အပိုင်း90အနေနဲ့ဆက်လက်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာဒီဇလန်လေးမစခင်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကို like and comment လေးတွေနဲ့ support ပေးကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာအညာအဆောင်ဆိုတာပူရင်လဲကြောကွဲမတတ်ဘူးသလိုအေးပြီးဟေးဆိုရင်လဲအယိုးကွဲမတတ်အေးတာဗျဒီကြားထဲမှာအရှိလေကတဏီကုံတဖြူးဖြူးနဲ့တိုက်နေတော့နှကန်းနေဆိုရင်ပတ်ကြားအဲ့လိုဖြစ်နေတာမနက်ဆိုရင်လဲခိုက်ခိုက်တောအောင်ချမ်းနေကြကနေလဲတဲ့ဆင်းပြီးတော့လှုပ်ရှားရှိတာလှုပ်ရသေးတယ်ဒီလိုလုံးမှလဲထမင်းစားလို့ရမှာ哦အခုလဲလဲထဲမှာကောက်ရိပ်နေတော့ရွာတဲ့ဘက်ကနေစူးစူးညံ့ညံ့အတန်ကြီးကြားနေရတယ်ဆက်စုကလည်းဒီလိုမျိုးဖြစ်ပြီးဟေးဆိုတာနဲ့မနေနိုင်မထိုင်နိုင်တွားကြည့်ရတဲ့မျိုးပြငငယ်ကလေးကဆက်ဆူဆူနိုင်လို့ဝင်းနမဲဖိုးပိန်အောင်ပျောက်ပြီးဆက်စုဆိုတဲ့နမဲတွင်လာတာပြူဟေ့ကောင်ဆက်စုဘာတော့ဟာငါဒီမှာကောက်ရိပ်နေတာမမြင်ဘူးလားဩအေးရုပ်တရက်ဆိုတော့မမြင်လို့ပါကွာအမောတကောနဲ့ငါးစီလာတာဘာကိစ္စလဲမင်းစိတ်ဝင်စားနေတဲ့အပြိုကြီးမခင်မေလေတရေလူတပတ်လူဝင်ပူးနေလို့ဟာမခင်မေဆိုတဲ့အတန်းကြောင့်ဆက်စုရဲ့မျက်နှာကဆက်ဖြည်းဖြည်းဖြစ်သွားတယ်လှုပ်လက်စားလှုပ်တွေကိုပြစ်ချပြီးတော့ပစိုးကိုပြင်ဝဲလိုက်တယ်မခင်မေဆိုတာကဆက်စုတယောက်တိတ်တခုကြည့်ပြီးတော့ချစ်နေရတဲ့သူလေငယ်စဉ်လူပြိုပေါဘွားကလေးကမခင်မေကိုအသေးရရရှင်ရရငန်းငန်းတက်လိုချင်နေတဲ့ဆက်စုကနီလန်မျိုးရှာပြီးတော့ပိုးပန်းခဲ့ဘူးတယ်စပင်တရက်လူတရက်ဖြစ်တဲ့အပြင်ဂီတာရှိတ်လေးလိုကြော်ရှင်းနေတဲ့ချိုးစားပြေဖောင်းပြီးတော့ချစ်စဝဲအဆင်းရှိတဲ့မျက်နှာသွင်းပြနေကြောင်းမခင်မီကိုကာလာသားတော်တော်များများဆွဲလန်းခဲ့ကြဘူးတယ်။ဒါပေမဲ့မခင်မီကဆက်စုလိုလက်ရလုံနေတဲ့သူတွေကိုစိတ်မဝင်စားဘဲနဲ့မျိုးပေါ်ကနေစာလာတဲ့နဲ့ကျောင်းဆရာလေးအပေါ်ကိုတိတ်ညွတ်ခဲ့တယ်။ဒါကိုသိတဲ့ကာလာသားတွေကအန်တကြိတ်တောက်တစ်ခေါက်ဖြစ်နေပေမဲ့ဆရာလေးကိုတော့ရမပြူရဲကြဘူး။ဆရာလေးကလည်းမခင်မီကိုမောင်နဲ့နှမသားနဲ့မိလူသားသဘောထားပြီးတာဝန်ချိန်ပြီးတော့မြို့ပေါ်ကိုပြန်တက်သွားခဲ့တယ်။မခင်မီကလည်းဆရာလေးကိုမှမရရင်ယောက်ျားမိဘူးဆိုတဲ့စိတ်နဲ့နေလာခဲ့တာအခုဆိုရင်အသက်50နီးပါးတောင်ရှိရောပေါ့။ဆက်စုတို့ကတော့မခင်မီရဲ့တပ်ဘလောက်ကြီးသူ့မျက်စိထဲမှာ16နှစ်အရွယ်လိုမြင်နေတော့မယ်။ညဘက်မူးလာပြီဆိုရင်လည်းမက်ဒလင်တလက်နဲ့တထောင်လှုပ်လို့အော်ဆဲခံရတဲ့အချိန်ပေါင်းလည်းမနှဲသလိုပါရိုက်ခံရတဲ့အချိန်ကြီးလည်းမရေတွက်နိုင်တော့ဘူး။အခုလည်းမခင်မီဆိုတဲ့အတန်ကြောင့်လှုပ်လက်စလှုပ်ကိုပြစ်ချပြီးတော့ရွာထဲကိုဝင်ခဲ့လိုက်တယ်ငါတော့ဘယ်သူမှလာမထီးနဲ့ငါလိုမင်းစုမင်းပေါက်မိမနာကိုဘယ်ယောက်ျားသားမှကပ်ဖို့စိတ်မကူးနေနဲ့မခင်မီရဲ့အတန်ကိုအိမ်ရောက်ကနေကြားလိုက်ရတဲ့ဆက်စုတယောက်မျက်လုံးပြူတာဖြစ်သွားတယ်ဟဲ့ရင်းစိန်ခင်မီကဘာဖြစ်တာလဲအော်ကိုဆက်စုကလည်းကျုပ်တို့လည်းဘယ်သိမလဲတော့ရုတ်တရက်ကြီးတယောက်ဝင်ဘူးသလိုဝင်စီးသလိုဖြစ်ပြီးတော့တောင်းကျမ်းနေတာဟာနင်တို့ဟာမဟုတ်သေးပါဘူးဖဲစမ်းငါအချိန်နေတက်ကြည့်ဦးမယ်သူကငါဆိုရင်တော့မှတ်မိမှာပါဆက်စုတယောက်ခါကိုရင်မော့ပြီးအိမ်မော်ကိုတက်သွားတဲ့အချိန်အိမ်ရှိကမ်းမှာရိုးလေးထိုင်နေတဲ့မခင်မီကမျက်တော့အနေနဲ့လှည့်ကြည့်ပြီးတော့ဟိုငမိုက်သားနင်ကဘာကြောင့်ငါအိမ်ပေါ်တက်လာရတာလဲချက်ချင်းဆင်းသွားစမ်းမာကျော်ခတ်ထန်နေတဲ့မခင်မီရဲ့စကားကြောင့်ဆက်စုတယောက်ဘာလို့ရမှန်းမသိဖြစ်နေပေမဲ့လူတွေရှိမှဟန်မပြတ်အနေထားနဲ့ရရင်ဟေးအခုဝင်ပူးနေတာဘာလို့လဲနင်ကဘာလို့ကျင်တာလဲတဲစကားရမ်းများတဲ့ကျွန်းတပေါက်ငါရဲ့မျက်တော်ရှကျင်နေရလားလူတွေကလည်းဟိတ်ကြီးဟန်ကြီးနဲ့ပြောနေတဲ့ဆက်စုကိုကြည့်လိုက်မခင်မီကိုကြည့်လိုက်လုံနေရင်ရှေ့ဆက်ဘာဖြစ်မလဲဆိုတာကိုစောင့်စားနေခဲ့တယ်သိကြပြီမကောင်းတဲ့အပါမီနေရပဲဖြစ်ရမယ်ဘာကြီးသိန်းတို့အိမ်မှာပရိတ်ရည်တွေဘာတွေမရှိဘူးလားဆက်စုရဲ့စကားကြောင့်မခင်မီရဲ့ဖခင်ဖြစ်သူကပရိတ်ရည်ကအိမ်မှာမရှိဘူးဖြစ်နေတာအကွယ်ဟောဒါဖြင့်လေကျုပ်အိမ်မှာရှိတယ်ကျုပ်သွားယူပေးမယ်ဆက်စုကကမန်းကရန်ပြေးစင်ပြီးတော့အိမ်ကဖះเจ้าဆောင်မှာရှိနေတဲ့ပရိတ်ရည်ပလင်ကိုယူပြီးပြန်လာခဲ့တယ်ပြန်ရောက်တော့အိမ်ပေါ်မှာတရှုံငိုနေတဲ့မခင်မီကိုတွေ့လိုက်ရတယ်ဆက်စုလည်းမခင်မီငိုနေတာကိုမကြည့်ရတော့ဘဲနဲ့လက်ထဲမှာကင်ထားတဲ့ပရိတ်ရည်ပလင်ကို
မခင်မီရဲ့ခေါင်းမော်ကနေလောင်းချလိုက်ပါလေရောခေါင်းမော်ကိုကျလာတဲ့ရေအေးတွေကြောင့်မခင်မီတယောက်ငုံနေရာကနေရုတ်တရက်တိတ်သွားခဲ့တယ်အခုတော့ဒဲမခံနိုင်တော့ဘူးမလားပရိရေအစွမ်းကြောင့်မငုံနိုင်တော့ဘူးမလားဆက်စုကတယောက်တည်းသဘောတွေကျနေတဲ့အချိန်ထိုင်နေတဲ့မခင်မီကမတ်တက်ထားရလိုက်ပြီးတော့ဆက်စုရဲ့ပါကိုဖြန်းကနေရိုက်ချလိုက်တယ်ညာဘက်ပါပေါ်ကျလာတဲ့လက်တံကြောင့်ဆက်စုတယောက်ကြောင်တောင်တောင်ဖြစ်သွားပြီးတော့ကြောက်လန့်တကြားထအော်တော့တယ်ဟာမရတော့ဘူးသူ့ကိုပရိရေတော်မနိုင်တော့ဘူးဆက်စုအော်နေတဲ့အချိန်မခင်မီကရုတ်ချီးဆိုသလိုအိမ်ငန်းထဲကိုပြေးဝင်သွားခဲ့တယ်ဆက်စုအိမ်မောဆင်းခဲ့တော့အိမ်ရောက်ကနေကြည်နေတဲ့ဝင်းထိန်ရဲ့စကားကြောင့်ဆက်စုတယောက်ကြောင်းအားနဲ့ဆင်းလာတော့ဟာကောင်ရမင်းကလုံးလိုက်ရင်တောက်တလွေးကြီးပဲလူရိပ်လူကြီးလေးလေးကြည့်ပါအောင်ဟာငါဘာကိုကြည့်ရမှာလဲမခင်မီခံစားနေရတာကိုငါလက်ပိုက်ပြီးကြည့်မနေနိုင်ဘူးကွာဟာဒီမရတာယူနေတော့ဒုက္ခပါပဲကွာမင်းပရိရေသွားယူတဲ့အချိန်မခင်မီကိုဝင်ပူးတဲ့ကောင်ကပြန်ခွာသွားပြီအဲ့ဒါပြီးတော့မခင်မီကမေ့လဲသွားတာတတိပြန်ရလာတော့အခုလိုဖြစ်တာကိုရှက်ပြီးငိုးနေတာကွာဟင်ဒါဆိုငါပရိရေနဲ့လောင်လိုက်တဲ့အချိန်ကအေးတောက်တလွဲကောင်မင်းလောင်လိုက်တဲ့အချိန်ကသူရှက်ပြီးတော့ငိုနေတဲ့အချိန်ကွာဟာသွားပါပြီကွာခင်မီငါ့ကိုစိတ်ဆိုးသွားပြီထင်တယ်မင်းတို့ကငါ့ကိုဘာလို့မပြောကြတာလဲဩငါတို့ပြောဖို့အချိန်တောင်ရှိလို့လားမင်းတယောက်တည်းပြားရခတ်ပြီးတော့အိမ်ပေါ်ကိုပြေးတက်သွားတာလေမင်းအဲ့လိုအလိုက်ကန်စုံမသိလို့ဟိုကမင်းကိုကြည့်မရတာဝင်းထိန်ရဲ့စကားကြောင့်ဆက်စုတယောက်ဖင်းကုတ်လိုက်ခေါင်းကုတ်လိုက်နဲ့လေရဲဘက်ကိုပြန်ထွက်သွားခဲ့တယ်နောက်တနေ့နေ့လယ်အချိန်ရောက်တော့မခင်မီကိုနောက်တစ်ခါဝင်ပူးပြန်มาရောဒီတစ်ခါမှာတော့ဆက်စုတယောက်အိမ်ပေါ်မတက်ရဲတော့ပဲအိမ်အောက်ကနေရိတ်ချီကိုစောင့်ကြည့်နေခဲ့တယ်ဒီတစ်ခါမှာထောင်ထောင်မောင်မောင်ကိုလုံးတောက်တောက်နဲ့မခင်မီကထမိန်ကိုရင်ညွန့်အထိတက်ဝစ်ပြီးတော့အိမ်မှာရှိတဲ့ပစ္စည်းတွေကိုရိုက်ခွဲထူထောင်းတော့တယ်မခင်မီဖြစ်နေတော့မကြည့်ရလို့ဝင်ဆွဲတဲ့အိမ်နီးနားချင်းတွေတော့မှနှစ်ဖူးပေါက်သူပေါက်ဒူးပြဲသူပြဲဖြစ်ကုန်ကြတယ်ငါလိုအမိချမ်းကိုဘဲကောင်မှဆွဲရတယ်လေဟိလာဆွဲစမ်းမခင်မီကအဲ့ဒီလိုပြောပြီးတော့ပဲပဲနေနေဆဲပါလေရောဆဲလို့တောင်းကြလို့ဝါပြီဟိဆိုတော့မှအယုတ်ကျိုးပြတ်တယ်လို့ဘိုင်းကနေပြစ်လဲကျသွားတယ်အဲ့ဒီတော့မှအိမ်ပေါ်တက်ပြီးတော့ဆွဲထူပြီးနှာနဲ့ယူရကြတယ်ဒီလိုနဲ့တရက်လည်းမဟုတ်နှစ်ရက်လည်းမဟုတ်နေ့စဉ်ရက်ဆက်ဆိုသလိုဖြစ်လာတော့တက်တိနားလေတဲ့လူကြီးတွေကမခင်မီရဲ့အဆွဲကိုကုသဖို့ဟိုဘက်ရွာကဆရာတယောက်ကိုပင့်လာခဲ့တယ်မခင်မီကလည်းဆရာပင့်လာတဲ့နေ့ဆိုရင်လူကောင်းပကတိအတိုင်းပဲဆရာပြန်သွားပြီဆိုတော့မှဝင်ပူးပြီးတောင်းချက်နေဒီလိုနဲ့နောက်ရက်ဒီမှာဆရာကပြန်ကြည်အောင်ဆောင်ပြီးတော့ရွာထဲမှာနားနေတော့မခင်မီကထတောင်းချက်ပြန်နေဆရာကလည်းမခင်မီဝင်ပူးနေပြီဆိုတာနဲ့စီးလွယ်ကိုလွယ်ပြီးတော့အိမ်မော်ကိုတက်လာခဲ့တယ်မခင်မီကဆရာတက်လာတာကိုသိတာနဲ့ချက်ချင်းဆိုသလိုမျက်နှာချင်းမဆိုင်တော့ဘဲနဲ့ကြောပြီးရထိုင်ပြီးပါဇက်ကနေပေါက်ကရတွေထိုင်ပြောနေခဲ့တယ်ဆရာဖြစ်သူကစီးလွယ်ကိုအသာချပြီးမခင်မီကိုကြည့်ပြီးတော့အခုဝင်ပူးနေတာဘယ်ပုတ်ကိုလဲမခင်မီကဆရာမိတာကိုမကြားချင်အောင်ဆောင်ပြီးတော့ယူသလိုအားသလိုလုံနေခဲ့တယ်ဆရာကလွယ်အိတ်ထဲမှာပါလာတဲ့စီးချိန်လုံးကိုထုတ်ပြီးကျမ်းမြေပေါ်ကိုရိုက်ချလိုက်တယ်ငါကကောင်းမိနေတာကိုမြန်ဖြေစမ်းမဟုတ်ရင်ငါစီးချိန်လုံးကနင်းကြောပေါ်ရောက်သွားလိမ့်မယ်ဆရာကလေးတန်းမမနဲ့ပြောလိုက်တော့မှမခင်မီကခေါင်းကိုက်ဆိုင်ပြီးအရှိကိုလှည့်လာတယ်ဆရာကနှမတော်ကိုဗာများမေးချင်လို့ပါလဲအေးအခုတနင်္လာသမီးရဲ့ကိုမဝင်ရောက်ပူးကတ်နေတာဘာလို့လဲနှမတော်ကမခင်မီကဆရာဖြစ်သူကိုတစ်ချက်မျက်စောင်းထိုးကကြည့်လိုက်ပြီးတော့ထမိန်စွန်တောင်ဆွဲပြီးမတ်တက်ထရလိုက်တယ်ပြီးတာနဲ့ငါတင်းချိုင်းဆောင်မဖဲဝါပဲဟေ့လို့အတန်နဲ့ထားတော့အနောက်မှာကြည်နေတဲ့သူတွေအားလုံးထပြေးကြပါလေရောငါကနင်းကိုလေးတန်းချိုချိုနဲ့ပြောနေလို့အဟုတ်ကြီးမှတ်မနေနဲ့ဆရာယူရဲ့ဆရာဖြစ်သူကလည်းသူ့ကိုလူတွေရှိမှမခံလေးစားလုပ်နေတာမြင်တော့စိတ်မထိန်နိုင်ပဲလက်မှာကင်ထားတဲ့ကျိန်လုံးကိုကျမ်းမြေမော်ခပ်ပြင်းပြင်းရလိုက်တယ်ငါ့ကိုမာယာရီလာထုတ်ပြမနေနဲ့အမှန်တိုင်းပြောစမ်းနင်းမသူလဲငါဟဲ့မဖဲဝါဒီမလောက်လေးမလောက်စားကတော့တေးချင်းနေပြီထင်တယ်မခင်မီလည်းရင်ကောင်းတန်နဲ့ကြုံသွားပြီးဝစ်ထားတဲ့ထမိန်အောက်အဆောက်ကိုဆွဲပြီးတော့ပြောင်းမြန်လန်ဝင်ဖို့အလုံးမှာဘေးမှာရှိတဲ့မိမတွေကကမန်းကရန်ဝင်ဆွဲရပါလေရောဟဲ့ဆရာယူနင်ငါအကြောင်းသိစေရမယ်နင့်လူပညာမတောက်တစ်ခေါက်နဲ့ငါ့ကိုအန်တူးမယ်လေလားဒီရွာကလူတွေလည်းငါအကြောင်းသိစေရမယ်ဟဲ့
မခင်မေရဲ့ကျင်းဝါတန်အစုံမှာဆရာဖြစ်သူရဲ့မျက်နှာကတုံမုံသွားပြီးတော့ဈေးလွယ်အေးကိုကောက်လွယ်ပြီးပြန်ချသွားခဲ့တယ်။ဆရာဖြစ်သူပြန်သွားတာကိုမြင်တော့မခင်မေကထမင်းစွန်တောင်ဆွဲကတဟားဟားအော်ဟေ့ရီမောရင်းနဲ့အယုတ်ကျိုးပြက်လဲကျသွားခဲ့တယ်။ညကရွာထဲကိုမဖဲဝါကြီးအခေါင်းတက်ပြီးဝင်လာတဲ့ကွာ။ဟာမင်းကိုဘယ်သူပြောလို့လဲ။မင်းညမကြောက်လား။တညာလုံးဦးလိုက်တဲ့ခွေးတွေဆိုတာကြက်သိန်းထားစရာကြီး။ဝင်းထိန်ကရက်ခွက်ကိုမောက်တော့ပြီးတော့သွေးပြက်နေတဲ့မျက်နှာနဲ့ပြောနေတဲ့ဆက်စုကိုမျက်မှောင်ကျုပ်ကြည့်လိုက်ပြီးဟာခွေးဦးတိုင်းမဖဲဝါလာတယ်လို့ပြောလို့ရမလားဟာတကယ်ပါစုမဖဲဝါကထမင်းဝါကြီးနဲ့ဝင်လာတာတဲ့မင်းကိုဘယ်သူပြောတာလဲလို့မင်းကိုယ်တိုင်မြင်တာလားပြောငါတော့မမြင်ဘူးပေါ့ကွာဒါပေမဲ့ဟဲ့ကောင်တော်လိုက်တော့မင်းပါဇက်ကိုပိတ်ပြီးတောက်ဆရာရှိတာတောက်စားဆရာရှိတာစားထပ်ပြီးရေးရှိနေရင်တော့ခါကြတဲ့ထူလာတဲ့ကိုင်းခုတ်တာမင်းအတွက်ဖြစ်သွားမယ်ဆက်စုလဲဝင်းထိန်ရဲ့လက်ဆောက်ကိုတီးတဲ့အတွက်အတန်တိတ်ပြီးငြိမ်နေလိုက်တယ်ခဏနေတော့အရက်လဲကုံသွားတဲ့အတွက်ဆက်စုအိမ်ကနေဝင်းထိန်ကပြန်လာခဲ့တယ်ညကအတော်နဲ့နေပြီဖြစ်ပေမဲ့လားအောင်ကြောင့်ပတ်ဝန်းကျင်ကိုကောင်းကောင်းမြင်နိုင်တဲ့အနေအထားဖြစ်နေတယ်တရွက်တစ်ခက်ဒီပေါ်မှာရီလေးခုန်နေတဲ့နှင်းဆက်တွေကလားရောင်တဲ့အထိတော့စိန်ပွင့်နေရလားတစ်ပြက်ပြက်တောက်ပနေကြတယ်အဲ့ဒီအချိန်မှာပဲရွာထိပ်ဘက်ကနေဆွဲဆွဲငင်ငင်ဦးလိုက်တဲ့ခွေးဦးတန်းကြောင့်ဝင်းထိန်တယောက်ကြောထဲမှာစိတ်ငနေဖြစ်သွားပြီးဆက်စုပြောတဲ့စကားကိုနားထဲမှာပြန်ကြားလာခဲ့တယ်ဟာဒီကောင်ပေါက်ကရတွေပြောနေရပါကွာဝင်းထိန်တယောက်ခေါင်းခါရမ်းလာပြီးတော့တယောက်တည်းစကားပြောရင်းနဲ့ရွာလမ်းမအတိုင်းဆက်လျှောက်လာခဲ့တယ်ဝင်းထိန်ရဲ့အိမ်ကရွာနောက်ဘက်အစွန်ကြတာမို့လို့ဆက်စုအိမ်ကနေဆိုရင်15မိနစ်လောက်လမ်းလျှောက်ရတာကြောင့်ခက်တွေလျှောက်လာရင်းနဲ့နှာခေါင်းထဲမှာနန်းဟောင်နေတဲ့နန်းတစ်ခုအပြင်ခလန်းလန်းကနေလိုက်လာတဲ့ခြေတံတစ်ခုကိုပါကြားလိုက်ရတယ်ခြေတံကဝင်းထိန်ရဲ့ရင်လိုက်ပြီးတော့ရက်သွားတယ်ဝင်းထိန်ဆက်သွားရင်အနောက်ကနေလိုက်လာပြန်ရောဒီလိုနဲ့ဝင်းထိန်တယောက်စောင်းတွင်ဘက်မှာချွေးတီးတီးကျလာခဲ့တယ်နောက်ဆုံးတော့တိကျင်စိတ်ကိုမထိန်ချုပ်နိုင်တော့ပဲအနောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်ထမင်းရောဝါရောင်ကိုရင်ကောင်းအထိဝတ်ထားပြီးတော့အပင်နောက်မှာရက်နေတဲ့မိန်းမတယောက်ကိုမြင်လိုက်ရတယ်ဝင်းထိန်လည်းငဲတန်းပေါင်းအော်ရင်နဲ့တချို့လည်းပြေးပါလေရောနောက်တစ်နေ့ရောက်တော့ဝင်းထိန်တယောက်အပြင်းပြတော့တယ်တရွာလုံးကလည်းမဖဲဝါရွာထဲဝင်လာပြီးဆိုပြီးတော့ကြောက်လန့်တုန်လှုပ်နေကြတယ်နေဝင်ကြီးတရောချိန်ရောက်တာနဲ့အိမ်တကားတွေအကုန်ပိတ်မီးမိတ်ပြီးအိတ်ကြပါလေရောမခင်မီကလည်းတရက်ချားဆိုသလိုမဖဲဝါဝင်ဘူးသလိုလိုအမေချမ်းဝင်ဘူးသလိုလိုဖြစ်နေတာဆိုတော့တရွာလုံးရဲ့ကြောက်တရားတွေကထိန်းချုပ်လို့မရအောင်ကြီးမားလာခဲ့တယ်မင်းညကမဖဲဝါကိုမတန်းအေးတယောက်မြင်လိုက်တယ်တဲ့သပင်ကြီးဖားရချလို့လက်သေးတွေကလည်းမြေမုံနေကတ်နေသလိုမဲညစ်ပြီးတော့တထွာလောက်ရှိကြနေတာအိမ်သားအနောက်ကတရက်ပင်အောက်ကနေသူ့ကိုလက်ရက်ခေါ်နေတာမြင်ပြီးတော့တတိလက်သွားလို့မြို့စည်းရုံကိုတင်လိုက်ရတယ်ဆိုတဲ့သတင်းကမနက်ပိုင်းအစမှတင်တရွာလုံးကိုပြန့်နှံ့သွားခဲ့တယ်မခင်မီကလည်းတခါတလေငြိမ်သွားလိုက်တခါတလေထဖောက်လိုက်နေဖြစ်နေတော့နီးစက်ရဆရာတွေနဲ့ပြပြီးကုသပေမဲ့ဆရာကိုနှပန်းဝင်လုံးလုံးတနခါတော့နဲ့ကောက်ထူလူထူဖြစ်နေတာကြောင့်အားလုံးလက်လျှော့လိုက်ရပြီးဝင်ပူးတဲ့အချိန်ဆိုရင်ဘေးကနေထိုင်ကြည့်နေခဲ့ရတယ်ဒီကြားထဲမှာမဖဲဝါပြဿနာကညညဆိုရင်ပေါ်လာတတ်တော့ဆက်စုတယောက်လည်းအလောက်ကပြန်လာနဲ့အိမ်မော်ကနေအောက်ကိုမစင်းပြတော့ဘူးတငယ်ချင်းဖြစ်သူဝင်းထိန်ကလည်းနေမကောင်းဖြစ်ပြီးကြတဲ့ကဆက်စုစီမလာတော့တာကြောင့်အဖော်မဲ့ပြီးတယောက်တည်းစားလိုက်တောက်လိုက်အိတ်လိုက်နဲ့ပဲအချိန်ကုန်နေခဲ့တယ်တညလုံးအိတ်ကောင်းချင်းမအိတ်ရတဲ့အတွက်မနှက်ဆိုရင်လည်းအရင်လိုအစောမထနိုင်တော့ဘဲနဲ့အလုပ်ကိုနောက်ကျမှပဲသွားနိုင်ခဲ့တယ်ဆက်စုတယောက်ဒီနေ့လဲအိတ်ရထားနောက်ကျတဲ့အတွက်ပစိုးကိုခတ်တူတူဝစ်ပြီးလဲတဲကိုဆင်းလာတဲ့အချိန်သူ့ရဲ့လဲဆောင်တဲထဲမှာအနားယူနေကြတဲ့လူစိမ်း3ယောက်ကိုမြင်တွေ့လိုက်ရတယ်ဆက်စုလည်းအနားကိုရောက်လို့ကြည့်လိုက်တော့တက်လက်ပိုင်းလူငယ်တွေကယောဂီဝစ်စုံတွေဝတ်ထားတဲ့အတွက်ရွာကိုစီးလာကူတဲ့သူတွေဖြစ်မယ်လို့တွေးပြီးတော့ဘာလဲဆေးကူဖို့ရောက်လာကြပြန်ပြီလားပြီးရင်ဟုတ်တာလည်းမဟုတ်ဘူးအကုန်ပြန်ပြေးကြတာကြီးပဲဆက်စုကပြောရင်းဆိုရင်နဲ့လယ်ထဲမှာရိတ်ထားတဲ့ကောက်လိုင်းတွေကိုဝလုံးတစ်ချောင်းနဲ့ဖြန့်ပြီးစပားချွေဖို့ပြင်နေခဲ့တယ်ခဏနေတော့ရေငတ်လို့ရေတောက်ဖို့တက်လာတဲ့အချိန်လူ3ယောက်ကမပြန်သေးဘဲနဲ့သူ့ကိုပြုံးစီစီကြည့်နေကြတာမြင်တော့ဆက်စုတယောက်အနေငယ်စိတ်တူသွားတယ်ဘာလဲကွာမင်းတို့ကငါ့ကိုကြည့်ပြီးတော့ပြုံးစီစီနဲ့ငါကလူရှင်တော်ပုံပေါက်နေလို့လားမဟုတ်ပါဘူးဦးလေးကကျုပ်တို့ကိုတွေ့တာနဲ့စီးလာကူတဲ့သူတွေဆိုတာတန်းတီလို့အံ့ဩနေတာပါဟုတ်တယ်လေ
မင်းတို့လိုပဲအရှိမလာကြတဲ့ဆရာဆိုတဲ့သူတွေလည်းလာကစားတော့ဟိတ်တွေဟန်နေနဲ့ပြီးလဲပြီးရောမျက်နှာရှစ်ခေါက်ချုံနဲ့ပြေးကြတာကြီးပဲဒါနဲ့ဦးလေးတို့ရွာမှာအဲ့ဒီလောက်ကျန်းတဲ့ယောဂလည်းရှိနေလို့လားဟေးမင်းတို့ကစေးကူးဖို့လာတယ်လဲပြောသေးတယ်ငါ့ကိုဘာလို့ပြန်မေးနေရလဲကျုပ်တို့စေးကူးဖို့ဆိုတာကနောက်တရွာကလူကိုပြောတာပါအခုဦးလေးတို့ရွာမှာလည်းဒီလိုပြဿနာတွေရှိနေတော့ကျုပ်တို့ကဝင်ကူညီပေးမလို့ပါအေးကွာမင်းတို့ပုံစံကြည့်ရတာအရင်ဆရာတွေလို့တော့ဟိတ်ရမရှိဘူးကုကျင်တပါဆိုရင်လည်းငါခေါ်သွားပေးမယ်ရပါတယ်ဦးလေးလှုပ်တည်ပြီးမှကျုပ်တို့ကိုခေါ်သွားပေးပါကဲဒါဖြင့်လေတဲထဲမှာစောင့်နေကြအောင်ငါအလုပ်လက်စတက်ပြီးတာနဲ့ခေါ်သွားပေးမယ်ဆက်စုလည်းအလုပ်တွေကိုအမြန်ဆုံးလက်စတက်ပြီးတော့လူငယ်၃ယောက်ကိုရွာထဲကိုခေါ်လာခဲ့လိုက်တယ်ရွာထဲမရောက်ခင်လမ်းမှာမင်းတို့ကုရမယ့်သူကအတော်ကျန်းတာနော်သူ့ကိုမဖဲဝါကဝင်ပူးလိုက်အမေချမ်းကဝင်ပူးလိုက်နဲ့ထိန်းလို့မရပါဘူးကွာဆက်စုကအဲ့ဒီလိုပြောလိုက်တော့လူငယ်၃ယောက်ကတယောက်မျက်နှာတယောက်ကြည့်လိုက်ပြီးတိတ်ဆိတ်စွာလိုက်ပါလာခဲ့တယ်ရွာထဲကိုရောက်တော့လူတွေစူယုံဖြစ်နေတာကိုအဝေးကနေလမ်းမြင်လိုက်ရတယ်ဟာပြဿနာကတော့စပြီဟေးမင်းတို့ကြီးကြပ်လှုပ်လိုက်ကြကွာဆက်စုကလူငယ်၃ယောက်ကိုတီးတိုးကပ်ပြိုလိုက်ပြီးတော့လူတွေစုပြုံနေတဲ့အိမ်ထဲကိုဝင်သွားခဲ့တယ်ခဏနေတော့မကိမီရဲ့အဖေကမင်းတို့ကိုကြည့်ဝင်ပေးတယ်ကဲညောင်သီးလဲစားလေးတန်လေးလဲနားထောင်ပြီးကူးကြပြီတော့ဆက်စုကအဲ့ဒီလိုပြောပြီးတော့တရက်ပင်အောက်ကနေအချင်းကြီးကိုစောင့်ကြည့်နေခဲ့တယ်လူငယ်၃ယောက်ကလည်းအိမ်မော်ကိုတက်သွားပြီးကြည့်လိုက်တော့ရိုက်ခွဲထားလို့တစားစီဖြစ်နေတဲ့ပကံတွေပြင်ဖွာလန်ကျဲနေတဲ့ဝိစတွေကိုမြင်တော့အတန်အသင့်သဘောပေါက်သွားခဲ့တယ်ငါအိမ်ကိုဘသူတွေခေါ်လာပြန်ပြီလဲအိမ်ပေါဝါကိုကြောပေးပြီးထိုင်နေတဲ့မိမရဲ့စကားကြောင့်လေကလေးကနေတက်လာတဲ့လူငယ်၃ယောက်ထဲကမှအလဲမှာရက်နေတဲ့လူကဘသူမှမဟုတ်ပါဘူးဒီကအမကြီးခံစားနေရတဲ့ယောဂကိုကြည့်ပေးဖို့အကူအညီတောင်းလို့လာကြည့်ပေးတာပါငါ့ကိုနင်တို့ကြည့်စရာလည်းမလိုငါကဘာမှမဖြစ်ဘူးပြန်ကြတော့ဩဒီလိုတော့လည်းဘယ်ဟုတ်မလဲဗျာအတော်ရေးရှည်တဲ့ကောင်နေငါတော့တော့လာမစွားနဲ့နော်ကဲဒီလိုဆိုတော့လေကျုပ်တို့ပြန်လိုက်ပါအောင်မယ်နောက်ရက်ဒီအခုလိုထပ်ပြီးဝင်ပူးနေမယ်ဆိုရင်တော့ကျုပ်တို့အဆိုးမဆိုးပါနဲ့လူငယ်၃ယောက်ကအိမ်ပေါ်မှာထိုင်တော့မထိုင်ပဲပြန်ဆင်းလာတာမြင်တော့ရွာသားတွေကဒီလူတွေလည်းရင်လူတွေအတိုင်းပဲဆိုတဲ့သဘောနဲ့မင်းငေါကြပါလေရောဘလို့လဲကျုပ်ပြောတာမှန်တယ်မလားသူ့မှာမဖဲဝါဝင်စည်းနေတာခမ ्या ပြောတာမှန်တယ်မားတယ်ဆိုတာမနှက်ဖြန်ကျုပ်တို့အဖြေပေးပါမယ်အခုတော့လူနာကိုကုဖို့အတွက်လိုအပ်တဲ့စီးဝါးတွေပြင်လိုက်ပါအောင်မယ်ဟေးမင်းတို့ခုနကမကုနိုင်လို့ပြန်ဆင်းလာတာမဟုတ်ဘူးလားမဟုတ်ပါဘူးကျုပ်တို့ကလူနာအခြေအနေကိုရင်လေးလာတာပါဒါဆိုရင်မင်းတို့ကမနှက်ဖြန်မှာစကူမှာပေါ့ဟုတ်ပါတယ်မနှက်ဖြန်သူ့ကိုဝင်မစည်းရင်တော့ခေါ်သွင်းပြီးတော့ဆွဲချွတ်ပေးပါမယ်ကြိုက်ပြီလေဒါဖြင့်ဒီညကျုပ်အိမ်မှာပဲလာနေကြကျုပ်ကတကူကြီးလူပြိုကြီးဆိုတော့မင်းတို့နေလို့အဆင်ပြေကြမှာပါဆက်စုလည်းလူငယ်၃ယောက်ကိုအိမ်ခေါ်သွားပြီးတော့တညတာပြီးတည်ခဲ့တယ်နောက်တနေ့မနေ့ရောက်တော့ညကမဖဲဝါရွာထဲကိုမလာဘူးထင်တယ်ခွေးတွေဟောင်းတာလည်းမကြားရဘူးမဖဲဝါဟုတ်လားသူကနေဘက်ရောညဘက်ပါရွာထဲရှောက်သွားနေရလားဟာကျုပ်ပြောတဲ့မဖဲဝါကတကယ်အစ်စ်ကိုပြောတာညရီဆိုရင်တင်းချိုင်းကုန်းကနေထမင်းအဝါရောင်ကိုဝစ်ပြီးတော့ကျုပ်တို့ရွာတွေကိုလက်ပတ်သွားလာနေရမဖြစ်နိုင်တာမဖဲဝါကရွာတွေကိုဝင်လို့မရတော့ပါဘူးဟာဘာလို့မရရမှာလဲဗျာသူ့ကြောင့်ကျုပ်တငယ်ချင်းဆိုရင်တေလူမျိုးပါဖြစ်တဲ့အထိဖျားသွားတာနောက်ပြီးမတန်းအေးဆိုရင်လည်းအခုထိမျိုးစေးုံမှာစီးကူနေရတော့မယ်ကဲမဖဲဝါကိစ္စကိုတာထားပြီးတော့ရွာတွေကပြဿနာကိုရင်ရှင်းဖို့ဦးလေးကပဲအားကောင်းမောင်းတန်မိမကြီး9ယောက်လောက်ရှာပေးစမ်းပါဗျာဟာရတာပေါ့ကျုပ်ခေါ်လာခဲ့ပြီမယ်ခင်မီကောင်းမှုအတွက်ဆိုရင်ကျုပ်ကဘာမစိုးလုပ်ပြီးဖို့အဆင်သင့်ပဲဗျအချိန်နဲ့ငယ်ကြတော့ဝါဝတုတ်တုတ်မိမ9ယောက်ရောက်ချလာခဲ့တယ်ကဲကိုလူတွေရှာခိုင်းလာတဲ့သူတွေတော့ရပြီလှုပ်ရှားရှိတာလှုပ်ကြပြီတော့လူငယ်3ယောက်လည်းဆက်စုခေါ်လာတဲ့မိမတွေရဲ့လက်ဖွားပေါ်မှာမင်းအနီရောင်နဲ့အဆက်30ချပေးလိုက်ပြီးတော့အခုဆိုရင်အတော်တို့ကိုနာနာဘာဝတွေနှောက်ယှက်လို့မရမယ့်အစီရင်လုပ်ပေးထားတယ်ဒီအစီရင်နေနဲ့ကျုပ်တို့ကဘာလို့ရမှာတော့
အတော်တို့ကကျုပ်တို့အမိန်ပြီးတဲ့အခါဝင်ပူးနေတဲ့မိမကိုလှုပ်မရအောင်ချုပ်ထားပေးဖို့ပါပဲချုပ်ထားတဲ့အခါမှာလည်းကြောက်လန့်မှုမရှိအောင်လို့ရေမန်းတစ်ခွက်စီကြိုတိုက်ထားပါမယ်ဟုတ်ပါပြီဆရာလေးတို့ကအာမခံနေဆိုရင်ကူညီပေးပါမယ်ကဲတောက်ရည်ဒီကအတော်တွေကိုရေမန်းတစ်ခွက်စီတိုက်လိုက်ပါဦးလူငယ်ရဲ့စကားအဆုံးမှာတွတ်တွတ်လက်လက်ရှိပုံရတဲ့လူငယ်ကအသင်းပြင်ထားတဲ့ခွက်ထဲကနေရေမန်းတွေကိုလိုက်တိုက်ခဲ့တယ်အစီရင်တွေရောရေမန်းမှာတိုက်ထားတဲ့အတွက်မိမ9ယောက်ကအလွန်တက်ကြွနေပြီးမခင်မီကိုဖန်ချုပ်ဖို့နီလန်းတွေကိုအချင်းချင်းတိုင်ပင်နေခဲ့ကြတယ်နေ့လယ်2ချက်ထိုးလောက်ရောက်တော့မခင်မီတယောက်တောင်းကြမှလီရောဒီတစ်ခါမှာတော့အတော်ကြမ်းပြီးဖခင်ဖြစ်သူကိုပါနင်းနဲ့ငါနဲ့ပြောတဲ့အထိဖြစ်လာခဲ့တယ်လူငယ်3ယောက်လည်းအချင်းကြီးကိုစောင့်ကြည့်ပြီးတော့အကျန်းဆုံးအချိန်မှာအိမ်မော်ကိုတက်လာခဲ့တယ်ဟေးတင်ကဘာဆွဲလဲအမှန်တိုင်းပြောစမ်းတောင်းကျမ်းနေတဲ့မခင်မေလည်းလူငယ်ရဲ့အတန်ကိုကြားတော့တမင်လည်းပြန်လှည့်ကြည့်ပြီးနင်တို့ကငါ့ကိုဘာလို့အမိန်ပေးနေရလဲငါဘာသာပြောချင်ပြောမယ်မပြောချင်မပြောဘူးတဲဒီရဆွဲကောင်ကတော့စကားကောင်းပြောလို့မရဘူးထင်တယ်လူငယ်ရဲ့စကားကိုမခင်မေကမကြောက်ရွံ့တဲ့ဟန်နဲ့ငါလိုမိန်းမကိုဒီလိုဆန်းလို့ရရိုးလားကဲအနူနီးမရရင်အကျန်းနီးသုံးမယ်အသင်းစောင့်နေကြတဲ့ဒေါ်ကြီးဒီရဆွဲကောင်ကိုလှုပ်မရအောင်ချုပ်ထားလိုက်ကြပါလူငယ်ရဲ့စကားအဆုံးမှာအိမ်အောင်မှာဆင်းသင်းစောင့်နေတဲ့မိန်းမကြီးတွေတက်လာပြီးတော့မခင်မေကိုလှုပ်မရအောင်ဖမ်းချုပ်ထားလိုက်ကြတယ်မခင်မေလည်းကြိုးစားရုန်းကန်ပေမဲ့အစီရင်အစွမ်းရေမန်းအစွမ်းနဲ့တန်မာနေကြတဲ့မိန်းမကြီးတွေရဲ့လက်ကနေလွတ်အောင်မယုံနိုင်ခဲ့ဘူးကဲဖះစီတရားစီတန်ခါစီဘိုးတော်တရားမင်းရဲ့စီကိုဂိုင်းတော်ရဲ့အာနာဇက်ဖြင့်တိုက်စီလူငယ်ရဲ့စကားအဆုံးမှာဘေးမှာရက်နေတဲ့လူကလွယ်အိတ်ထဲမှာစက်ကူနဲ့ထုတ်ထားတဲ့စီးလုံးတွေကိုထုတ်ပြီးတော့ပါဇက်ထဲကိုထိုးထည့်လိုက်တယ်ဝါစာစံဒါဟာဘိုးတော်တရားမင်းနဲ့ငါတို့အင်းတော်ကြီးကိုင်းရဲ့အာနာနဲ့တိုက်တဲ့စီပဲဒီအာနာကိုဘယ်သူမှလွန်ဆန်လို့မရစေရလွန်ဆန်ခဲ့သည်ရှိတော့ပြာမုံမှမကြက်မဲလောင်ကျွမ်းစေသာလူငယ်ရဲ့ထမ်းမှန်ပြည့်နဲ့ပြောတဲ့စကားကြောင့်ဝင်ပူးနေတဲ့ဆွဲကောင်လည်းမနေသားတော့ပဲနဲ့စီးလုံးကိုဝါစာရပါလေရောအမလီပူလာကြီးလားပါဇက်တစ်ခုလုံးပူလောင်နေပါပြီငါ့ကိုဘာကြောင့်ဒီလိုရက်ဆက်ရတာလဲဟေးဆွဲကောင်သင်ဒီခန္ဓာကိုယ်ကနေထွက်မလားနောက်ထပ်စီတစ်မျိုးသုံးရမလားမထွက်ဘူးနင်တို့အမိန့်ပေးတိုင်းငါကထွက်เสียလားအာအမလီပူလာကြီးရဲ့ကဲဒီလောက်တောင်ဖြစ်တဲ့ဆွဲသုံးခွက်ရင်ကိုပြချပြီးရတဲ့ပြာကိုရေစင်းနဲ့ရောပြီးတော့မျက်လုံးကိုခတ်စမ်းဘလောက်ပဲတောင်းမှန်မစီအစွဲမထွက်မချင်း20စက္ကန့်ကိုတစ်ချိန်ခတ်စီအာဆက်တယ်ငါမနေနိုင်တော့ဘူးသွားပါတော့မယ်ငါထွက်ပါတော့မယ်အေးအစကလေးကအခုလိုပြောရင်အသားမနာတော့ဘူးပေါ့ချက်ချင်းထွက်နော်နောက်ထပ်ဘရောမှဒီခန္ဓာကိုယ်ထဲကိုပြန်ဝင်မလာစေနဲ့လူငယ်ကစကားပြောရင်းနဲ့ကျန်းကိုလက်ဝါးနဲ့ရိုက်ချလိုက်တော့မခင်မေတယောက်ကရုံကရင်နေဖြစ်ပြီးချုပ်ထားတဲ့မိန်းမကြီးတွေရဲ့လက်ထဲမှာပျောက်ခွေသွားခဲ့တယ်ခဏကြာတော့ပြန်တရိရလာပြီးဟဲမမတင်မမကျူလို့ဘလို့လုပ်ပြီးအိမ်မော်ရောက်နေကြတာလဲဒီကလူတွေကရောဘသူတွေလဲခင်မေနင်တရိရလာပြီလားဒီကားဆရာတွေကနင်းကုံမှာပူကတ်နေတဲ့ဆွဲကောင်ကိုထုတ်ပေးတဲ့သူတွေပေါ့အမြန်ကျေးဇူးတင်လိုက်လေကျေးဇူးတင်ပါတယ်ရှင်ကျမမှာဒီကားဆရာလေးတို့ပေးတဲ့အသက်ပဲရှိပါတော့တယ်ရပါတယ်ဗျာဒါနဲ့ကျွန်တော်တို့မရှိတဲ့အချိန်ဝင်ပူးကတ်ခဲ့ရင်လည်းအခုပေးထားတဲ့စီးကိုပဲမထွက်မချင်းခတ်ပေးပါစိတ်ချပါဆရာလေးအတော်တို့တေချာလုပ်ပေးပါမယ်လူငယ်လည်းမခင်မီကိုရေမန်းအနေငယ်တိုက်ပြီးတော့ခန္ဓာကိုယ်ထဲမှာပိတ်နေတဲ့သွေးကြောလေကြောတွေကိုဖွင့်ပေးခဲ့တယ်။တစုံတစ်ယောက်ဝင်ပူးခြင်းသလိုဖြစ်လာရင်တိုက်ဖို့ဆေးအချို့ပေးရပြီးတော့ရွာတွေကနေပြန်ထွက်သွားခဲ့ကြတယ်။ကတိရိုးပေါ်မှာလမ်းလျှောက်နေရင်လည်းဘေးမှာပါလာတဲ့လူငယ်ကဆရာဆွဲကုတ်သွားတဲ့ပုံစံကနည်းနည်းထူးဆန်းနေတယ်။ဘာများထူးဆန်းလို့လဲပြောပါဦး။ဆရာကဒီတစ်ခါအင်းစမတွေကိုမတုံးမနဲ့မျက်စင်းခတ်စင်းနဲ့စားစည်းကိုတုံးသွားလို့အံ့ဩနေတာပါမင်းတို့အဲ့ဒီအိမ်မော်ကိုရောက်တော့သူ့ကိုယ်မှဝင်ပူးကတ်နေတဲ့ဆွဲကိုမြင်ရလားဟင်းကျွန်တော်တို့မမြင်ရဘူးဆရာအဲ့ဒါပဲမင်းတို့လည်းမမြင်ရသလိုငါလည်းမမြင်ရဘူးအဲ့ဒါကြောင့်အိမ်မော်ကိုစတက်တဲ့အချိန်စိတ်ထဲကနေအမိန်ပေးပြီးတော့ဖျားဥတိုက်ခိုင်းတာသူကငါအမိန်ပေးတာကိုတော့မသိဘူးဆိုတော့
သူ့ကိုယ်ထဲမှာဘာအစွဲမှမရှိလို့ပေါ့ဒါဆိုရင်အဲ့ဒီအမျိုးသမီးဟာအေးဟုတ်တယ်မိန်းကလေးတွေရဲ့သဘောတဘာဝအရစိတ်ထဲမှာမျိုးသိမ့်မှုတွေများလာတဲ့အခါတဏှာမှာပောက်ကွဲထွက်တတ်ကြတယ်ရှင်းရှင်းလင်းလင်းပြောရရင်တော့ခဏတာယူသွချင်းတစ်မျိုးပေါ့လေဒီလိုယောဂကသွေးလိမ်မမှန်ရင်လည်းဖြစ်တတ်တယ်။အော်ဒါကြောင့်ရင်စရာတွေမကုနိုင်မဲထွက်ပြေးရတာ哦တိတ်တေကြတာပေါ့ဒီလိုမျိုးဖြစ်ရတဲ့ကြုံတဲ့အခါပညာစွမ်းမဲ့ရှိပြီးမပါနဲ့တဲ့ဆရာတွေကတော့အဆက်တကွဲဖြစ်ပြီးသားမှတ်ပြီးတော့အဲ့ဒါကြောင့်အထက်လန်းဆရာကြီးတွေကရေစင်ရေမန်းကိုစနစ်တကျအသုံးချရမယ်လို့မှားထားခဲ့တာမင်းတို့နားလဲအောင်ပြောရရင်ပယောကစစ်မှန်ဆိုရင်ရေစင်တစ်စက်ကို तू မသိအောင်တောက်လိုက်ရုံနဲ့ဖြက်ဖြက်လူအော်ဟစ်နေရမယ်အဲ့ဒါမှပယောကစစ်လို့ခေါ်တာဒီဖြစ်ရက်ကတကယ်ကိုအကျိုးရှိစေခဲ့တာပဲဒါနဲ့ဆရာသုံးခဲ့တဲ့စီးလုံးနဲ့မျက်စင်းခတ်စေးဆိုတာကငါတို့တဲတဲ့အိမ်နောက်မှာစိုက်ထားတဲ့ငရုတ်သီးတွေကိုစားနဲ့ရောထောင်းပြီးတော့အချောက်ခံပြီးစီးလုံးလိုလှုပ်ထားတာမျက်စင်းခတ်စေးကတော့စားရည်ကြီးပေါ့ကွာဟာဒါဆိုရင်ဟိုမိန်းမကြီးကငရုတ်သီးစားတော့နဲ့စားရည်ကြီးဆိုတဲ့ဆေးကိုကြောက်သွားတာပေါ့အေးဟုတ်တယ်အဲ့ဒီလိုပဲပြောရတော့မယ်ဆရာတပည့်တွေစကားတပြောပြောနဲ့ရှောက်လာရင်တေကိုင်းကြောက်တစ်ခုနဲ့ပတ်ရန်းစော်ကစားနေတဲ့အယူမလေးတယောက်ကိုမြင်လိုက်ရတယ်ထမိန်ဝါရောင်အစုပ်ကိုရင်ကောင်းထိဝတ်ထားပြီးတော့ကြီးအထက်ထက်ဖုံထက်ထက်ကတ်နေတဲ့သပင်ထူထူကိုခါရမ်းပြီးထွက်ပြေးသွားတဲ့ယူမကိုကြည့်ပြီးတော့ရောင်တစောင်းထုံးထားတဲ့လူငယ်ကတရွာလုံးကိုပတ်ပြီးမှုေသွားခဲ့တာသူ့ကိုဆိုပြီးတိုးတိုးလေးရေရွက်လိုက်တဲ့အချိန်အမြင်အာရုံထဲမှာအကြောင်းအရာတချို့ကရိတ်ကနေပေါ်လာခဲ့တယ်အဲ့ဒီနောက်မှာတော့ခြေလမ်းတွေကအယူမလေးသွားတဲ့နောက်ကိုလိုက်ပါလာခဲ့တော့တယ်လေတဖြူဖြူတိုက်ခတ်နေတဲ့ညနေနေဝင်ရီတရောအချိန်မှာမိမရဲတောင်စန္နာကိုလူနှစ်ဦးကတရွရွချင်းကပ်လာခဲ့ကြတယ်ဒီနေရာကမိမရဲတောင်ရဲ့နေမီအဆက်နော်ညီမကြောက်တယ်ဘာကြောက်ဆရာရှိလို့လဲညီမရဲ့အကူတို့ကတောင်ပေါ်မှာဖျားဖူးပြီးတာနဲ့ပြန်ကြမှာပဲဟာ။အိုးအကူကတနေသားမို့လို့မသိပေမဲ့ညီမတို့တနေလုံးကဇုံတွဲတွေဆိုရင်မိမိရဲ့တောင်ရိတ်ကိုတော့မနှင်းရကြဘူး။မူရာရဲ့စကားကြောင့်တူးမောင်တယောက်ပုတ်ပြက်ပြက်မျက်နှာထားနဲ့ရီလိုက်ပြီးတော့ဒီလိုခေတ်ကြီးမှာယူသီးမှုတွေကရှိနေသေးပါလား။ကိုတူကတော့ဒီလိုကိစ္စတွေကိုမယုံဘူးမူရာ။တခြားနေရာကိုသွားရအောင်နော်။အခုတော့မှစက်သိန်းကြီးထလာနေပြီ။မရဘူးမူရာကိုမူရာနဲ့အတူတူအခုတောင်ပေါ်ကိုတက်ချင်နေတာလိုက်ခဲ့ပါဘာမှမဖြစ်ပါဘူးမူရာလည်းကိုတိုးပောင်ရဲ့စကားကိုမလွန်ဆန်နိုင်တော့ဘဲနဲ့လက်ဆွဲခေါ်ရနောက်ကိုလိုက်ပါသွားခဲ့မိရဲ့စကားလေးပြောလိုက်တောင်ပေါ်ကိုတက်လိုက်လုံနေရင်တောင်ရဲ့အလဲကိုရောက်တော့ဟင်ကိုတိုးဘာဖြစ်တာလဲမူရာဟိုမှာရှောင်းဝစ်ဆုံတဲ့မိန်းမတယောက်ကမူရာကိုခါတော့ပြီးစိုက်ကြည့်နေတယ်မူရာရဲ့စကားကြောင့်ကိုတိုးကတောင်ပေါ်ကိုမော့ကြည့်လိုက်ပြီးတော့ဘယ်မှလဲကိုတိုးလိုက်ကြည့်တာဘာမှမတွေ့ပါဘူးဟင်းမူရာကြောက်လာပြီအဲ့ဒီမိန်းမကြီးကမူရာတို့ကိုလက်ညှိုးထိုးပြီးတော့ပြန်ခိုင်းနေတယ်မူရာတို့ပြန်ကြရအောင်နော်ကဲပါဒါဖြင့်လည်းပြန်ကြတာပေါ့လေတိုးမောင်ကမူရာရဲ့စိတ်ထဲမှာကြောက်လန့်နေလို့သာပြန်လှည့်ခဲ့ရပေမဲ့တိတ်တော်မကြည့်နဲ့ခဲ့ဘူးမူရာလည်းရွာကိုပြန်ရောက်တော့မျက်လုံးထဲမှာရှမ်းဝစ်စုံကိုဝစ်ဆင်ပြီးဒေါသထွက်နေတဲ့မိန်းမရဲ့မျက်နှာကိုအဖန်တလဲလဲမြင်မိရင်းနဲ့အပြင်းဖြားပါလေရောမလုပ်ပါနဲ့မမလေးရဲ့သိပါတယ်ကျွန်တော်မျိုးမမှာအပြစ်ရှိပါတယ်အပြစ်လုံးမိမှန်လဲသိပါတယ်မမလေးကိုမလေးမစားလုပ်တာမဟုတ်ပါဘူးရှင်တယောက်တည်းအိမ်ပြင်ဘက်ကိုကြည့်လိုက်စကားတွေပြောလိုက်ငိုလိုက်ယူလိုက်လုပ်နေတဲ့အဖြစ်ကိုမြင်တော့အတော်ဖြစ်သူကတမီအတော်ကိုပြောပါဦးဘာဖြစ်တာလဲလို့မမလေးကတမီးကိုစိတ်ဆိုးနေတယ်သူမုန်းတဲ့အရာကိုတမီးလှုပ်ခဲ့မိပြီတော့တမီးကြောက်တယ်တမီးကိုခွင့်မလို့ဘူးတဲ့ဟဲ့ကောင်မလေးနင်ကဘာလေးလှုပ်ခဲ့တာလဲငါသိအောင်လဲရှင်းရှင်းလင်းလင်းပြောပြပါဦးတမီးလေးမျိုးပေါ်ကနေရွာကိုလာလေတဲ့ဘာတွေလေးရဲ့တူနဲ့ရှောက်လေရင်မိမရဲ့တောင်ဘက်ကိုရောက်ခဲ့တယ်သူကတောင်ပေါ်ကိုတက်မယ်ဆိုပြီးလို့တော့ဘာမှမဖြစ်တော့ဘူးထင်တယ်လိုက်သွားခဲ့မိတာတမီးကိုမမလေးစိတ်ဆိုးသွားပြီထင်ပါတယ်ဟင်နင်းနဲ့ဘာတွေတူနဲ့မိမရဲ့တောင်ရှောက်လေကြတယ်ဟုတ်လားအကြောင်းတီးတီးကြီးနဲ့ကွယ်အဲ့ဒီတောင်ကိုမှသွားရတယ်လို့နောက်ပြီးနင်းကလည်းအ
အတော်ဖြစ်သူကစကားပြောနေရင်တဝက်တစ်ပြက်နဲ့ရက်လိုက်တော့မူဒရာကသမီးကဘာဖြစ်လို့လဲအတော်သမီးကိုမပြောဘဲထားခဲ့တာဘာများရှိလို့လဲပြောပါဦးဘာမှမဟုတ်ပါဘူးနင်ကလည်းမျိုးပေါ်ကလာတဲ့လူကိုဘာလို့ယုံပြီးလိုက်သွားတာလဲလို့မေးမလို့ပါသမီးမှားပါတယ်သမီးမှားပါတယ်ကဲနောက်တစ်ခါဆိုရင်မတော်နဲ့တော့အခုတော့စိတ်ကိုမတင်ထားပဲစိတ်ချလက်ချသာအိတ်လိုက်တော့နော်မူဒရာလည်းအတော်ဖြစ်သူရဲ့စကားကြောင့်အိပ်ရာတွေဝင်ပြီးလဲချလိုက်တော့ငိုထားတဲ့ရှိန်ကြောင့်ခဏလေးနဲ့အိပ်ပျော်သွားခဲ့တယ်မမလေးဖြစ်ပါမလားဟိုဘက်ကလူကယုံကြည်ရပါမလားဟိုကွယ်သူကငါ့ကိုတကယ်ချစ်တာပါဒါမဲ့လာပြေးနေညမှာတွေ့ဖို့လဲသူနဲ့ချိန်ထားသေးတယ်ဘာလဲနင်ကငါနဲ့မလိုက်ချင်လို့လားမဟုတ်ပါဘူးမမလေးရဲ့ကျွန်တော်မျိုးမကမမလေးဘဲသွားအနောက်ကနေအတင်းလိုက်မဲ့သူပါဒါပေမဲ့ဘာဖြစ်လဲကျွန်တော်မျိုးမတို့သွားတာသိရင်မမလေးရဲ့ခမဲတော့စိတ်ဆိုးပြီးတော့ဒုက္ခပေးနေပါဦးမယ်ဟိုကွယ်ငါကမချစ်မနစ်တတ်တဲ့သူကိုမယူနိုင်ပါဘူးငါချစ်တဲ့သူအတွက်ဆိုရင်ဓာတ်တောင်ကိုတက်ရမီးပင်လေကိုဖြတ်ရငါဖြတ်မှာမောင်ကြီးတိတ်ပါကသူ့လိုအားကနဲ့စုပြီးတော့ငါအတွက်ဒီလေဆွဲပရက်လေးဝယ်ပေးထားတာဒီမှာကြည့်လေဘလောက်လာလဲသူငါ့ကိုတကယ်ချစ်တာပါဒါကြီးကတာမန်လေဆွဲကြီးပါမမလေးမှာအဖိုးတန်ကြောက်မြတ်ရတနာတွေနဲ့စီးချဲထားတဲ့လက်ဝတ်ရတနာတွေမှာအများကြီးကိုတိတ်ဆန်းငါမှရှိတဲ့အစင်တစားတွေအားလုံးပေါင်းရင်တော့ဒီလေဆွဲရဲ့တန်ဖိုးကိုမိမှာမဟုတ်ဘူးနင့်အနေနဲ့မောင်ကြီးကိုဖိနှိပ်တဲ့စကားတွေဆက်ပြီးတော့မပြောမိပါစေနဲ့သမီးကိုရီလည်းပူလို့ပါလားစီးတော့ရမယ်နော်ထားပါအောင်သမီးရဲ့အတော်ဖြစ်သူရဲ့လုံနှုံမှုကြောင့်ကိုမှုဒရာတယောက်အိမ်မက်ထဲကနေလန်နိုးလာခဲ့ပေမဲ့ခေါင်းတစ်ခုလုံးပရွက်စိတ်အုံနဲ့ထိုးထည့်ထားသလိုတဆစ်စစ်နဲ့ကြိုက်ခဲနေခဲ့တယ်တော်သမီးဟိုအိမ်မက်တွေမက်ပြန်ပြီမူဒရာရဲ့စကားကြောင့်အတော်ဖြစ်သူကမျက်နှာတစ်ချက်ပြတ်သွားပြီးတော့မကြားချင်းအောင်ဆောင်ပြီးအိမ်နောက်ဘက်ကိုပြန်ဝင်သွားခဲ့တယ်အကြီးလေးအိမ်ရှိကနေလမ်းអော်နေတဲ့အတန်ကြောင့်မလခင်ကအပြင်ကိုထွက်လာပြီးတော့ဘသူများလဲလို့ဘာတွေးပါလားဘာကိစ္စရှိလို့လဲဩမူဒရာဖျားနေရဲဆိုလို့ငါတူကသတင်းစကားမေးချင်တယ်ပြောလို့ခေါ်လာခဲ့တာပါဒါကအိမ်ကနေချက်လာတဲ့ကျက်စွပ်ပြုတ်မလခင်လည်းငါးစင်းကြိုက်နဲ့ပြီးထည့်လာတဲ့ကျက်စွပ်ပြုတ်ကိုလမ်းယူပြီးတော့ဧည့်သည်တွေကိုအိမ်မော်ကိုခေါ်လာခဲ့တယ်မလခင်ငါလည်းနင်တို့တူကြီးနှစ်ယောက်နဲ့မတွေ့တာကြာရောပေါ့ဟုတ်တယ်နော်ဘာတွေလူကလဲလေးအများကြီးဆိုတော့အလုပ်တီရှုပ်နေမှာပေါ့အခုလဲငါတူကအတင်းပူစားလို့နင်းကိုနားချမလို့လိုက်လာတာဘာများလဲဘာတွေရဲ့ကိစ္စကတော့ငါတူကနင်းတူမကိုမြတ်တာမျှနေလို့ပါတဲ့အဲ့ဒါဒီတစ်ခေါက်မြို့မှာကြောင်းတက်ပြီးပြန်လာတာနဲ့စီးစပ်ထားမယ်ဆိုတဲ့အကြောင်းလေးသတင်းကောင်းလာပြောတာပါအဲ့ဒါကတော့ကလေးကြီးစန္ဒာကိုမေးလိုက်ပါဦးမယ်မူဒရာကအခုမှ19နှစ်တောင်ပြည့်သေးတာမဟုတ်ဘူးနောက်ပြီးသူကအမြဲတမ်းချူချားနေတာအေးပါငါတို့ဘက်ကလည်းချက်ချင်းကြီးလုပ်ဖို့ပြောတာမဟုတ်ပါဘူးနောက်နှစ်မောင်တိုးပြန်လာတဲ့အချိန်မှာစိစက်မယ်လို့ပြောတာပါမလခင်လည်းဘာတွေရဲ့စကားကိုအဆင်ပြေအောင်ပြန်ပြောခဲ့ပေမဲ့စိတ်ထဲမှာတော့အနေငယ်ထင်နေခဲ့တယ်ညအမောင်ကတဖြည်းဖြည်းနှက်လာပြီးပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေပေမဲ့မလခင်တို့အိမ်နောက်ကကောက်ရိုးပုံအောက်မှာတော့အရင်တစ်ခုကလှုပ်လှုပ်ရှားရှားဖြစ်နေခဲ့တယ်မူဒရာကိုတို့ကမနှက်ဖြန်ဆိုရင်မြို့ပေါ်ကိုပြန်ရတော့မှာအဲ့ဒီတော့ဘာဖြစ်လဲပြန်လာရင်တွေးရမှာပဲဦးမဟုတ်ဘူးလေကွာပြန်လာဖို့ဆိုတာတစ်နှစ်လောက်ကြာအောင်ပါဒီကြားထဲမူဒရာကိုလွမ်းတဲ့စိတ်နဲ့ကိုတို့တည်သွားရင်ဘယ်လိုလုပ်မလဲဟိုတော့ပါမြို့ပေါ်မှာနေကြလို့လားမသိဘူးသူစကားအတော်တက်နော်မူဒရာကိုချစ်လို့ပါကိုတို့ကလာရောက်နေတူအစွမ်းကုန်လာပါနေတဲ့မူဒရာရဲ့မျက်နှာကိုသူ့ရဲ့ရင်ဘတ်ကျဲနဲ့ဆွဲထည့်လိုက်တဲ့အချိန်အလင်းအောင်တက်တက်ပေးနေတဲ့ဖိုးလာမင်းကအလိုက်တီစွာနဲ့တိမ်မဲရီကြားထဲကိုတိုးဝင်သွားခဲ့တယ်ချင်မွေးမီးမလောင်လက်မွေးမီးမလောင်နေခဲ့ရတဲ့မင်းသမီးတစ်ပါးရဲ့လက်တီခြေထောက်တွေကနေသွေးစိမ်းရှင်ရှင်ကျနေတာကိုမြင်တော့အပြူတော်မလေးရဲ့ရင်ထဲမဆန့်အောင်ခံစားလိုက်ရတယ်မမလေးမလားလို့ထင်ပါတယ်အချိန်ကြီးကလည်းအတော်ကြာနေပြီဟင်းလန်ခီမှာအကြောင်းတစ်ခုခုကြောင့်နှောင့်နှီးနေတာနေမှာပါသူလာပါလိမ့်မယ်သူတီချာပေါင်းငါးစီကိုလာမှာချေရတဲ့သူကိုစောင့်မျှော်နေတဲ့မင်းသမီးလေးကိုကြည့်ပြီးတော့တိုးတိတ်စွာရှိုက်ငိုယုံမှအပဘာမှမလုပ်နိုင်ခဲ့ဘူးဒီလိုနဲ့ရက်တီလာရီကြာလာတော့ရ
ရာသီဥတုတန်အစာရည်သာရှားပါမှုတန်တွေကိုနုနုနယ်နယ်မင်းသမီးလေးကဘလို့မှမခံစားနိုင်တော့ဘဲနဲ့ငါအချစ်ပေါ်ကိုယုံစားခဲ့တာမှားပြီအချစ်ကြောင့်အရာရာကိုစွန့်လွတ်ခဲ့တယ်အချစ်ကြောင့်ငါ့ကိုအသက်လောက်ချစ်တဲ့ခမဲတော်ရဲ့ရင်ခွင်ကနေခြေစုံကန်ပြီးတော့ထွက်လာခဲ့တာငါမှားပြီသူငါစီကိုမလာတော့ဘူးငါစီကိုသူမလာတော့ဘူးမင်းသမီးလေးကအဲ့လိုပြောပြီးတော့တောင်ပေါ်ကနေအောက်ကိုခုန်ချသွားခဲ့တယ်မမလေးခုန်ချသွားတာမြင်တော့အနောက်မှာရက်နေတဲ့အပြူတော်မိန်းကလေးကလည်းစိတ်အထိန်ကိုမဲပြီးအနောက်ကနေလိုက်ပါခုန်ချသွားခဲ့တယ်အေးများတဲ့လေပြင်းရဲ့ထိတွေ့ကြောင့်မိတ်ထားတဲ့မျက်လုံးတွေပွင့်ထွက်လာတဲ့အချိန်ကြည့်လိုက်တော့တောင်ကြီးမှမဟုတ်ပဲအိယာပေါ်မှာဖြစ်နေတာကိုမြင်လိုက်ရတယ်ငါဒီအိမ်မက်ကိုထပ်မပြန်ပြီအိမ်မက်ထဲကလူများငါတကယ်ဖြစ်ခဲ့ရင်ဟိုးမဖြစ်နိုင်ပါဘူးကိုတိုးကငါစီကိုပြန်လာမှာပါဟုတ်တယ်သူတေချာပေါက်ပြန်လာမှာစိုးရိမ်ပူပန်မှုတွေကိုတက်ပြင်းတစ်ချက်နဲ့အတူမှုတ်ထုတ်ရင်းနဲ့အိယာပေါ်ကိုပြန်လဲချလိုက်တယ်ဒီလိုနဲ့လားရီကြလာတော့နှလုံးသားနှုတ်ငုံတော့ဖိုးပွင့်လာခဲ့ပြီးဖုံးမနိုင်ဖိမနိုင်ခြေနေကိုရောက်လာခဲ့တယ်ကိုတိုးမောင်ကလည်းကြောင်းကိစ္စမပြီးသေးဘူးဆိုတဲ့အကြောင်းပြချက်နဲ့ရွာကိုလုံးဝပြန်မလာတော့ပဲအစပြောက်သွားခဲ့တယ်မူဒရာတယောက်တရွာလုံးရဲ့လက်ညှိုးထိုးကဲ့ရဲ့မှုတွေကိုခါးစည်းခံရင်းနဲ့သူ့မိုက်ပြစ်ကိုပေးဆက်ခဲ့တယ်ကလေးမွေးပြီးတပတ်ကြတော့မူဒရာတယောက်ရွာတွေကနေပျောက်ချင်းမလားပျောက်သွားခဲ့တယ်အတော်လုံးသူနဲ့ဆွေမျိုးနှီးဆက်တွေလည်းမူဒရာကိုတွေ့လို့တွေ့ညာလိုက်ရှာပေမဲ့အစားအနာတော်မတွေ့တော့သွေးနှုတ်သားနှုတ်နဲ့တည်သွားပြီလို့ပဲသတ်မှတ်ခဲ့ကြတယ်ဒီလိုနဲ့နှစ်တီကြာလာတော့မူဒရာဆိုတဲ့နာမည်ကတဖြည်းဖြည်းမှီးမိန်ပြောက်ကွယ်သွားခဲ့တယ်ဟေးနင်တို့ဘာတန်းကစားနေကြတာလဲအနည်းနဲ့လာလာနီလောင်ထားတဲ့တန်ဒီကြောင်မဲပြနေတဲ့အသားအရည်တွန်းလိန်ကောက်ကွေးနေတဲ့သပင်တွေနဲ့ရှုပ်ပွားနေတဲ့အယူမတယောက်ရဲ့စကားကြောင့်ကိုကိုပင်အောင်မှကစားနေကြတဲ့ကလေးတွေကအပေါ်ကိုမော့ကြည့်ပြီးတော့အိုဖန်းတန်းကစားမလို့မဆာဘူးရောပါမလားနင်တို့ကစားမယ်ဆိုရင်ငါလည်းပါမှာပေါ့ကလေးတွေလည်းအယူမကြီးကိုကြောက်လန့်ခြင်းမရှိဘဲနဲ့ကစားပေါ်တူလို့သဘောထားပြီးတော့စော်ကစားနေကြတယ်ဆော့ပြီးတဲ့အချိန်မှာတော့အယူမကြီးကမောသွားတဲ့ဟန်နဲ့ကိုကိုပင်အောင်မှထမိန်စုပ်လေးခင်းပြီးတရီတမောအိပ်ပါလေရောထဆန်းခြေတလုံးကိုဒုံချောင်းနဲ့တူပြီးနှိုးနေတဲ့အတန်ကြောင့်အိပ်ပျော်နေရကနေထထိုင်လိုက်ပြီးကြည့်လိုက်တော့ဘိုးသူတော်လိုလိုဘိုးတော်လိုလိုနဲ့လူကိုတွေးလိုက်ရတယ်အလူကန်လားအဲ့ဒါဆိုရင်တော့ကြောစုံမဲနော်ကျုပ်တို့ကလူကန်မဟုတ်ပါဘူးတင်းရဲ့နောက်ကြည့်နေတဲ့စိတ်ကိုကုသပေးမဲ့သူတွေပါဟဲ့လူတွေကျုပ်ကဘာဖြစ်နေလို့မင်းတို့ကကုပေးမှလဲကျုပ်ကိုမဟုတ်ကလုပ်ဖို့တော့မကြိုးစားနဲ့နော်အယူမကြီးကလေလွှင်းခဲ့တဲ့ကာလာတွေမှာကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေကြောင့်ခါးကြားမှာထိုးထားတဲ့ကက်ကြီးအဆုပ်လေးကိုထုတ်ပြီးထိုးမဲ့ဟန်ပြင်နေတာမြင်တော့ကျုပ်တို့ကတင်းကြုံတွေ့ခဲ့ရတဲ့လူတွေလို့မဟုတ်ပါဘူးလက်ထဲကကက်ကြီးကိုချထားလိုက်ပါချိုးသားအေးများတဲ့စကားတန်ကြောင့်အယူမကြီးကမျက်စောင်းထိုးကကဲခတ်လိုက်ပြီးတော့နင်တို့ကငါ့နောက်လိုက်နေကြတာလားဟုတ်တယ်အမိကျုပ်တို့ကတင်းအနောက်ကနေလိုက်နေတာ2 ရက်ရှိပါပြီအမေနင်တို့ကငါ့ကိုစောင့်ကြည့်အောင်ငါကမင်းသမီးလားတင်းဒီလိုပုံစံနဲ့နေသွားလို့မဖြစ်ဘူးမူဒရာဆိုတဲ့အတန်ကြောင့်အယူမကြီးရဲ့မျက်လုံးကြီးငြိမ်သက်သွားပြီးတော့တခုခုကိုတရိယာသွားတဲ့ပုံစံဖြစ်သွားတယ်တင်မတ်မီလားဒီနာမည်ကိုတင်ကြားဘူးလားဟင်းမသိဘူးတခါမှမကြားဘူးအဲ့ဒီမူဒရာဆိုတဲ့နာမည်ကဘယ်အငိမ့်မင်းသမီးနာမည်လဲမူဒရာစကားကိုကြားတော့ပိန်ပါပါနဲ့ဂျိတ်ကန်ကန်ပုံစံပေါက်နေတဲ့လူငယ်ကဒါလေးတော့မသိဘူးလားမူဒရာဆိုတာဗေဒအစိမ်းငိမ့်ကခေါင်းဆောင်မင်းသမီးလေအော်ဟုတ်ပြီမှတ်မိပြီဒါနဲ့ငါလည်းအငိမ့်ကြည့်ခြင်းနဲ့မကြည့်ရတာကြာပြီဟာမင်းအငိမ့်ကြည့်ခြင်းနဲ့ဆိုရင်ငါတို့နောက်ကိုလိုက်ခဲ့ပါဟိုရောက်ရင်တော့စူညံလုံးလို့မရဘူးနော်အေးပါဟာမလုပ်ပါဘူးအငိမ့်ကြည့်ရရင်ပြီးရောအယူမကြီးကဝမ်းသာသွားတဲ့ဟန်နဲ့ဘိုးဒီဘက်ဒီဖြစ်နေတဲ့သပင်တွေကိုထုံးတင်လိုက်ပြီးတော့ဝက်ဖြူစင်ကျဲဝက်ထားတဲ့လူငယ်3 ဦးရဲ့နောက်ကနေငိမ့်သက်စွာလိုက်ပါသွားခဲ့တယ်ညကတဖြည်းဖြည်းပူနတ်လာသလိုဘိုးကောင်ငယ်လေးရဲ့အော်မီတန်ကတစားထက်တစားပူပြီးတော့ကျဲလောင်လာခဲ့တယ်နင်တို့ပြောတော့ငိမ့်ကြည့်ရမယ်ဆိုအခုဒီဆိုင်းတန်လည်းမကြားရသေးပါလားအယူမပြောတဲ့စကားကြောင့်ငိမ့်သက်စွာတရားရှုမှတ်နေတဲ့သူရဲ့မျက်လုံးတွေပွင့်လာပြီးတော့အငိမ့်ပွဲကြည့်ဖို့ဆိုရင်လက်မှတ်လိုတယ်
အခုကျုပ်တို့ပေးတဲ့လက်မှတ်ကိုမပြောက်အောင်ကင်ထားမှအငိမ်ပွဲကိုဝင်ကြည့်လို့ရမှာနော်လူငယ်ကအဲ့ဒီလိုပြောပြီးတော့စီစိန်ဆက်ကူတစ်ရွက်ကိုကမ်းပေးလိုက်တယ်အယူမကလည်းအငိမ်ပွဲကြည့်ရတော့မယ်ဆိုပြီးတော့ဆက်ကူရွက်ကိုလက်ထဲမှာတင်းတင်းကြပ်ကြပ်ကင်ထားတဲ့အချိန်တောဆက်နေရာတစ်ခုကနေမီးတောက်တစ်ခုကဝုန်းကနေထထောက်လာခဲ့တယ်တင်ရောက်လာပြီလားဟုတ်တယ်ငါရောက်လာပြီငါရဲ့ငယ်ကျွန်တော်ကိုဘာရေးကိစ္စကြောင့်တင်တို့ကကုသပေးဖို့ကြိုးစားနေရလဲမင်းသမီးပေးတဲ့ပြစ်ဒဏ်ကိုသူနှစ်ပေါင်းများစွာခံစားပြီးပြီမလားဒီလောက်ဆိုရင်ကြည်နေပါတော့ဟိုးမကြည်နေနိုင်ပါဘူးသူငါစီကထွက်မသွားခင်ရီးစားတနာမထားပါဘူးအပြူစင်ဘဝကိုထိမ့်သိမ့်ပါမယ်ဆိုပြီးတော့ဂရီးထက်ထက်ပေးခဲ့တာအခုတော့ငါ့ဦးတော်မျက်နှာပြောင်တိုက်ပြီးဖြစ်ပြနေတာကိုပဲကြည့်လေဒီဘဝမှာတော့သူတတန်းစီနေနိုင်အောင်ခွင့်ပြုပေးပါလို့ကျုပ်ကပဲမျက်တာရက်ခံပါရစေလာမယ့်လာပြည့်နေ့ဆိုရင်သူရင်နဲ့လွယ်ပြီးမွေးခဲ့တဲ့ကလေးကိုရက်ရွာကစုပေါင်းရှင်ပြုပေးကြလိမ့်မယ်ဒီမိန်းကလေးကိုမင်းသမီးဘလောက်ချစ်ခင်လဲဆိုတာကျုပ်သိပါတယ်ဒါပေမဲ့ခွင့်ပြုပေးလိုက်ပါဟိုးခွင့်မပြုနိုင်ဘူးလာမယ့်လာပြည့်နေ့ဆိုတာသူငါးစီကိုပြန်လာဖို့ရက်ပြည့်တဲ့နေ့ပဲမင်းသမီးကအဲ့ဒီလိုပြောပြီးတော့မိတော့တွေကြားထဲပြန်လဲဝင်ရောက်ပျောက်ကွယ်သွားခဲ့တယ်ဆရာကျွန်တော်တို့ဘာဆက်လုပ်ကြမလဲဒီအမျိုးသမီးကသူကလေးရှင်ပြူတဲ့ရက်နဲ့မူလဘဝကိုပြန်ရမယ့်ရက်ကတရက်တည်းဖြစ်နေပါလားအတက်နိုင်ဆုံးကြိုးစားပြီးတော့ဖြောင်းပြရမှာပဲမင်းသမီးလေးရဲ့စိတ်ကလည်းအတော်ဆက်တာဆိုတော့သူတင်ကိုတင်ပြောဆိုရမယ့်ကိန်းပဲလူငယ်၃ယောက်ကခေါင်းချင်းဆိုင်တိုင်ပင်နေတဲ့အချိန်မှာအယူမကြီးကတော့သူ့လက်ထဲကအငိမ့်လက်မှတ်ကိုပျောက်သွားမှဆိုတဲ့ဟန်နဲ့ဒစိမ့်စိမ့်ကြည့်ရင်ပြုံးပျော်နေခဲ့တယ်နောက်တနေ့မနေ့ရောက်တော့တေကိုင်းကြောက်တစ်ခုကိုကင်ပြီးအဝေးကိုငေးကြည့်နေတဲ့ယူမကြီးကိုအောင်မြတ်တာတို့တွေ့လိုက်ရတယ်ကျမရွာကိုပြန်ကျင်နေအစာမရှိအဆုံးမရှိပြောလိုက်တဲ့စကားကြောင့်တက်ခိုင်တဲ့တောက်ရတို့အံ့အားသင့်သွားပြီးတော့ဘယ်ရွာကိုပြန်ကျင်တာလဲဆိုတာပြောပါဦးကျမหนีခဲ့တဲ့ရွာကိုပြန်ကျင်တာဒီချိန်ဆိုရင်သားလေးကအတော်ရွယ်ရောက်တော့ပြီးထင်ပါတယ်ဟင်ဒီလိုကြတော့လေမင်းဟာအကုန်လုံးကိုမှတ်မိနေပါလားဟုတ်တယ်မမလေးကတလမှာတရက်ပဲမှတ်ညံတွေကိုပြန်ပေးထားတယ်ဒီတရက်အတွင်းမှာရွာကိုပြန်ဖို့ဘလို့မှမဖြစ်နိုင်တာကိုသူသိလို့ထင်ပါတယ်လေဒီမဲမိတင့်ကိုအပြစ်ပေးထားတဲ့သူအပေါ်စိတ်ဆိုးဒေါသထွက်တာရောဖြစ်ဘူးလားအောင်မြတ်တာရဲ့စကားကြောင့်မူဒရာကမမလေးဘောကိုတခါမှအပြစ်မမြင်ခဲ့ဘူးပါဘူးတောင်ပေါ်မှာနေရတာညီငွေလာလို့လူတွေနေတဲ့ရက်ဒေသကိုသွားကျင်တယ်လို့ပြောတော့ကမမလေးကကြီးကြီးပြူပြူပဲခွင့်ပြုပေးခဲ့တာအဲ့ဒါကိုကျမကိုယ်တိုင်ကဂရီးဖောက်ခဲ့တာလေဂရီးဖောက်ခဲ့လို့လေဒီဘဝကိုရောက်နေတာပေါ့လူဘဝကိုရောက်နေတဲ့အချိန်မှာတင်ဖြစ်ချင်တဲ့အရာများရှိလားရှိတာပေါ့တိတ်ကိုရှိတာပေါ့ရှင်ဘာများလဲဆိုတာကျုပ်တို့ကိုပြောပြပေးလို့ရနိုင်မလားတားလေးကိုလေတားလေးကိုကျုပ်လည်းနဲ့သင်္ကန်းစီးပေးချင်တာဒါပေမဲ့အခုထိတားလေးမျက်နှာဖြူသလားမဲသလားဆိုတာတော့မမြင်တွေ့ရသေးဘူးကျုပ်တို့လည်းတင့်ကိုမြင်မြင်ချင်းတနာကယူနာတက်မိတဲ့အတွက်စွမ်းတလောက်ကူညီပေးမယ်ဆိုတဲ့စိတ်နဲ့လိုက်ပါနေခဲ့တာအဲဒါကြောင့်တင်ဖြစ်ခြင်းတဲ့ဆန္ဒကိုပြေဝအောင်ကူညီပေးပါမယ်အောင်မြတ်သားရဲ့စကားအဆုံးမှာတော့မူဒရာရဲ့တငယ်ကတဖြည်းဖြည်းပြန်ကျင်းလာပြီးအသိစိတ်ပြန်လွတ်သွားခဲ့တယ်မဟုတ်ပါဘူးမမလေးရဲ့မမလေးနာမှာအမြဲခါစားပါမယ်လို့ကျွန်တော်မျိုးမဂရီးပေးပါတယ်အချိန်လေးနည်းနည်းလေးတိုးပေးပါမနက်ပိုင်းတစ်ချိန်တော့ကျွန်တော်မျိုးမကိုခွင့်ပြုပေးပါနော်ညနေနေဝင်ကြီးတရောရောက်တာနဲ့ပြန်လာခဲ့ပါမယ်တစ်ပင်အောင်မှာအိပ်ပျော်နေရင်ရှောင်နေတဲ့မူဒရာကိုမြင်တော့အောင်မြတ်တာကသူ့တခင်မကလည်းကလေးကိုမြင်ပြီးတော့သူ့နားကိုပြန်မလာမှဆိုလို့ရှင်ပြူဝဲကိုမသွားစေခြင်းမိခင်ဖြစ်သူကလည်းမွေးပြီးကလေးကပြစ်ထားခဲ့ရတဲ့တားဖြစ်သူရဲ့ရှင်ပြူဝဲကိုသွားခြင်းလို့တကြီးကြီးလို့ငါတို့ကဂျားရဲကနေအနေကျက်တယ်လို့ဖြစ်နေပြီဆရာကမိဘနဲ့တာသမီတန်ရောစင်ကိုစာနာပြီးတော့အခုလိုလုပ်ပေးနေတာကျွန်တော်တို့နားလေပါတယ်ဘာပဲဖြစ်ဖြစ်ဆရာရဲ့ဒီကိစ္စကိုဆရာလုပ်ဖို့အဆင်မပြေဘူးဆိုရင်တော့မှကျွန်တော်တို့စွမ်းတော့ကူညီပေးပါမယ်ကဲဒါဆိုရင်သူ့ကိုငါတို့ဒီမနက်ပိုင်းရှင်ပြူဝဲမိဖို့ကူညီပေးကြရအောင်အောင်မြတ်သားရဲ့စကားကြောင့်တက်ခိုင်နဲ့တောက်ရတို့လည်းဝမ်းသာသွားပြီးတော့ဒါဆိုရင်သူ့အတွက်လိုအပ်တဲ့အစီအရင်တွေလုပ်ပေးလိုက်ရမလားဆရာမင်းတို့အနေနဲ့လုပ်ပေးတဲ့နာလုပ်ပေးပြီးတော့သူ့ရဲ့ဇာတိကိုပြန်ခေါ်သွားကြရအောင်တက်ခိုင်တို့လည်းသတိမလဲသေးတဲ့မူဒရာကိုအငိမ့်ပွဲကြည့်မယ်ဆိုပြီးချုံမော်ပြောဆိုပြီးတော့ဇာတိရွာရှိတဲ့ဘက်ကိုအောင်မြတ်သားရဲ့အကူအညီနဲ့ခေါ်ဆောင်လာခဲ့ကြတယ်ရွာထဲကိုဝင်လူဆဲဆဲအချိန်မှာမိမရဲတောင်ဘက်ကနေရှမ်းဦးစီတန်တက်တက်ပြန့်လွင့်လာခဲ့တယ်
မူဒရာလည်းရှမ်းဦးစီတန်ကြတာနဲ့မျက်ရည်တသွင်းသွင်းကျလာပြီးတော့တောင်ကြီးကိုပြေးဖို့ရုန်းကန်ပါလေရောမူဒရာစိတ်ထိန်စမ်းမကြခင်ဒီဘဝမှာနင်းကိုယ်တိုင်မွေးခဲ့တဲ့တားယောက်ျားလေးကသာသနာပေါင်ကိုဝင်တော့မယ်နင်သာသနာကုသိုလ်မလိုချင်ဘူးလားအောင်မြတ်သားရဲ့စကားကြောင့်ရုန်းကန်နေတဲ့မူဒရာကအနှဲငယ်ငြိမ်သွားပြီးတော့မျက်လုံးကမိမိရဲ့တောင်ဘက်ကိုကြည့်လိုက်ရွာထဲကိုကြည့်လိုက်နဲ့လှုပ်ပြီးမမလေးစောင့်နေပြီသူစိတ်ဆိုးနေတယ်ငါ့ကိုအချိန်မပေးနိုင်ဘူးလို့လည်းပြောတယ်တက်ခိုင်အခုချက်ချင်းရွာထဲကိုသွားအခြေအနေကတော့ဟိုဘက်ကိုစိတ်လဲနေပြီမောင်ရင်လောင်းအုပ်ထိန်သူတွေကိုအကျိုးအကြောင်းပြောပြပြီးတော့ရှင်ပြူဝဲကိုအမြန်လုပ်ဖို့ပြောတက်ခိုင်လည်းအောင်မြတ်သားရဲ့စကားကြောင့်ရွာထဲကိုခက်မြန်မြန်ဝင်သွားတဲ့အချိန်မုဒရာကမိမိရဲ့တောင်ဘက်ကိုခေါင်းလည်နေတာမြင်လိုက်ရတယ်မဖြစ်ဘူးဒီအတိုင်းဆိုရင်ဘာကုသိုလ်မှမပါပဲပြန်သွားရလိမ့်မယ်တောက်ရမင်းကသူ့ကိုထိန်းတာတောက်ရလည်းမူဒရာကိုလဲမကြောင်ထိန်းထားတဲ့အချိန်အောင်မြတ်သားကတန်လျက်ဆက်ဖြတ်ရင်ကိုမူဒရာရဲ့ခန္ဓာကိုယ်ကိုခြုံငုံရေးဆွဲပြီးတော့ထိတ်နဲ့ပိတ်ကိုလေးခွက်ရင်နှစ်ခွက်စီနဲ့ချုပ်ထားလိုက်တယ်အဲ့ဒီတော့မှမိမိရဲ့တောင်ထိပ်ကနေထွက်လာတဲ့ညှို့တက်တွေအကုန်လုံးပြတ်တောက်ပြီးတော့အသီးစိတ်ပြန်ဝင်လာခဲ့တယ်တမီလေးမူဒရာရွာထဲကနေငိုကြီးချက်မနဲ့ပြေးလာတဲ့မိမကြီးရဲ့အတန်ကြောင့်စီးထဲမှာရက်နေတဲ့မူဒရာကမျက်နှာကိုလက်နှစ်ဖက်နဲ့အုပ်ပြီးရှိုက်ကြီးတငယ်ငိုတော့တယ်အတော်တမီမိုက်ကိုခွင့်လွတ်ပါတမီရဲ့သားလေးလေခဏနေဆိုရင်ရှင်းပြတော့မှာဒီမှာကြည်စမ်းမူဒရာကစီးရဲကနေအပြင်ကိုထွက်ပြီးတားကိုပွေဖက်မယ်လို့စီးရဲကနေအပြင်ထွက်တာနဲ့လိပ်ပြနှုတ်သွားလိမ့်မယ်မထွက်နဲ့အောင်မြတ်သားရဲ့စကားကြောင့်မူဒရာချီလန်းနေကအနောက်ကိုပြန်ဆုတ်လိုက်ပြီးတော့တာဖြစ်သူရဲ့မျက်နှာကိုကြည့်ပြီးမျက်ရည်စီးကျလာခဲ့တယ်အကြီးကလေးရဲ့ရှင်ပြူတဲ့မှုကိုအမြန်လုံးမှရမယ်အချိန်သိမ့်မရတော့ဘူးဆရာကျွန်တော်တို့ကိုဟိုမှာမျက်တော့နေနေနဲ့စိုက်ကြည့်နေကြပြီတောက်ရရဲ့စကားကြောင့်အောင်မြတ်သားကကြည့်လိုက်တော့နီညိုရောင်ရှမ်းဝစ်စုံကိုလှပစွာဝစ်ဆင်ထားတဲ့မိန်းမတစ်ယောက်ကရွာအဆက်မှာမတက်ရက်ပြီးတော့လက်ညှိုးငေါငေါထိုးပြီးအမိန်ပေးနေတာကိုမြင်လိုက်ရတယ်သူ့အမိန်ကိုငါတို့ဆက်ဖြတ်စမားနဲ့ခဏတားထားတယ်ဒီရှင်ပြပွဲရေစက်ချပြီးတဲ့အထိအလျှော့ပေးလို့မရဘူးခဏနေတော့ဦးစင်းပြူတစ်ပါးနဲ့အတူမောင်ရင်လောင်းရောက်လာပြီးတီလာပေးတာသင်္ကန်းတောင်းတာတွေကိုအမြန်လုပ်ပါလိရောနေကတဖြည်းဖြည်းမြင့်တက်လာတာနဲ့အမျှမူးရွာရဲ့တငယ်ကကျင်းလာလိုက်ကျဲလာလိုက်နဲ့ဖြစ်လာခဲ့တယ်ဒီလူကမိခင်ဖြစ်သူပိုင်ဆိုင်ခဲ့တဲ့ငကန်းနဲ့ဆွဲကြိုးကိုရောင်းချလို့ရတဲ့ငွေနဲ့ပြုတ်လုတာဖြစ်တာကြောင့်အလူဒါကြီးကမှတစ်ဖြစ်လဲဒေါ်ကုမှုဒရာကရေစက်ချအမျှဝေပေးပါအောင်မြတ်သားရဲ့စကားကြောင့်ဦးစင်းလေးကပြုတ်လုခဲ့တဲ့ကောင်းမှုကုသိုလ်တွေကိုရည်စူးပြီးအမျှအတန်းပေးဝေနေတဲ့အချိန်မူဒရာရဲ့တကူလုံးတွန့်လိန်ပြီးတော့မျက်လုံးကမိမရဲ့တောင်ထိပ်ကိုစောင်းနေခဲ့တယ်နောက်ဆုံးအမျှဝေပြီးတားထားတဲ့စီးတွေအလုံးပေါက်ထွက်သွားခဲ့တယ်စီးပေါက်သွားတာနဲ့အောင်မြတ်သားရဲ့ကိုကနေထွက်နေတဲ့အယောင်ဝါရီအလုံးပျောက်ကွယ်သွားပြီးတော့ဦးကောင်းထက်မှစောင်းရှောက်နေတဲ့အင်းဆောင်ပုဂ္ဂိုလ်လေးပါလဲထွက်ခွာသွားခဲ့တယ်အောင်မြတ်သားကတော့ခပ်ပြုံးပြုံးနဲ့မိမရဲ့တောင်ပေါ်ကိုကြည့်ပြီးဒီကုသိုလ်ကြောင့်မကြခင်လူဘဝကိုအပီးတိုင်ပြန်ရောက်လာပါလိမ့်မယ်လို့ရေရွတ်ပြီးတော့ညီသူတူတယောက်ကိုမှနှုတ်ဆက်ခြင်းမပြုဘဲနဲ့ထွက်ခွာသွားခဲ့တယ်တက်ခိုင်နဲ့တောက်ရလဲအောင်မြတ်သားနောက်ကနေအသားလေးလိုက်သွားပြီးတော့အခြေအနေကိုစောင့်ကြည့်နေခဲ့တာကျုံးလုံးနေနဲ့စောက်ထားတဲ့ဇရက်တစ်ခုကိုရောက်တာနဲ့တက်ခိုင်နဲ့တောက်ရဒီကိစ္စမှာငါမားတယ်လို့မင်းတို့ထင်လားမထင်ပါဘူးဆရာလုပ်ပြီးခဲ့လို့မူဒရာကကုသိုလ်ကောင်းမှုတွေရခဲ့တာမလားအထက်ကခိုင်းတဲ့ထဲမှာကာယကံရှင်ရဲ့စိတ်ဆန္ဒပြတ်သားမှကူညီပါဆိုတာရှိခဲ့တယ်ဒါပေမဲ့အခုဖြစ်စဉ်မှာကာယကံရှင်ကဟိုဘက်ရောဒီဘက်ရောပါနေခဲ့ပြီးမှအမျှဝေချိန်မှာအတိတ်ဘဝကိုလုံးဝရိမ့်သွားခဲ့တယ်အဲဒါကြောင့်မတိကျပဲလုပ်ခဲ့တဲ့အတွက်ငါရဲ့အစွမ်းတချို့ကိုဆရာသခင်တွေကပြန်သိမ်းသွားခဲ့တယ်ဒါပေမဲ့ဆရာလုံးနိုင်တဲ့ຢာတွေအများကြီးရှိပါတယ်ကျွန်တော်တို့ကတော့ဆရာကိုယုံကြည်ပြီးသားပါမင်းတို့ယုံကြည်ပြီးတဲ့အတွက်ဝမ်းသာပါတယ်ဟောခဏအောင်မြတ်သားကတိတ်တိတ်နေဖို့လက်ဟန်ချီဟန်နဲ့ပြလိုက်ပြီးတော့တခုခုကိုနားထောင်နေခဲ့တယ်ငါနားထဲမှာကူညီတောင်းတဲ့အတန်တစ်ခုကြားလိုက်ရတယ်မင်းကလေးတယောက်ဟင်ဒီအတန်ကငိုပြီးတော့ပြောနေတဲ့အတန်ပဲအောင်မြတ်သားကခေါင်းတဆက်ဆက်ညင်ရင်နဲ့ဇရက်ပေါ်မှာထိုင်ချလိုက်တယ်ကဲခဏနားပြီးရင်တစ်ဆူရွာကိုသွားကြရအောင်ဆရာခုနကကူညီတောင်းတဲ့အတန်ဆိုတာကပိုးထိပြီးဆုံးသွားတဲ့ကလေးမတယောက်ကသူ့အတွက်ပေးတဲ့ကုသိုလ်ကောင်းမှုတွေကိုတခြားသူတွေလူယူကြတာ3-4ချိန်မကတော့ဘူးတဲ့အဲ့ဒါကိုငါတို့ကူညီပေးရအောင်မယ်ထင်ပါတယ်
အောင်မြတ်သားကအဲ့ဒီလိုပြောပြီးတော့ဇေယျပေါ်မှာရေးထားတဲ့ပကြီးအချို့ကိုလက်ပဲကြည့်ရှုနေခဲ့တယ်။အစွမ်းအချို့အသိမ်းခံလိုက်ရတဲ့အောင်မြတ်သားကိုနာနာဘာဝတွေကဘလို့ပမာမခန့်လောက်ကြမလဲ။ကုသူပေးတိုင်းလူယူခံနေရတဲ့ဝိညာဉ်မလေးကိုဘလို့ကူညီကြမလဲဆိုတာကိုတော့နောက်ထပ်အပိုင်းတွေမှာဆက်လက်နားဆင်ပေးကြပါအောင်ခင်ဗျာ။စာရေးဆရာဇီနာရမညာရဲ့အောင်မြတ်သားဇလံတွဲတွေကိုစူးစီးထားတဲ့အောင်မြတ်သားပေါင်းကျော်အပိုင်း90ကတော့ဒီမှာတင်ပဲပြီးဆုံးသွားပါပြီခင်ဗျာ။နားထောင်သူမိတ်ဆွေများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ။ဒီဇလံလေးကိုကြိုက်တယ်ဆိုရင် like and comment လေးတွေနဲ့စပ်ပို့ပေးကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။အားလုံးပဲအိမ်မက်လှလှမကြပါစေခင်ဗျာ။